ဟဲ့ကတော့မှဘာလုပ်နေရလဲ ငါနာဘာလို့နုပါ ရပါတယ်မကြိုက်လည်းမခေါ်တော့ပါဘူး စားရရခေါ်ပါပြန်ငါနဲ့မေးကြတခုရှိ မေ အဲ့ဖြည်းဖြည်းနိုင်မှာပြန်နော် မေ ပြန်မေးမယ်နော် โอเค မေးမယ်မေးပြီဆိုရင်ဗာမေးမလဲဆိုတော့ဗာမေးမယ်ရှင် ဘယ်တိမင်းညီမပြောသေးရငါပဲသိမလဲ ကညာနေချိုးပြရမှာစာမေးမယ်နော်မေးရဆိုရှင်ကွာတင်းမင်းကွာလူညောက်ကကွာအဲ့ဒါဖြစ်ပြန်အဲ့လူညောက်ကိုပြန်လဲပြီးပြည်လဲအောင်ကွာညီချိုင်းမှာဖြည့်ရှင်းဘူးလားဘုံကချိုင်းမှာကွာတွင်းညောက်ပြန်ပြီးတင်းမြောင်နေဖြည့်ရှင်းပေးဘူးလား โอเคပြန်လဲဖြည့်ရှင်းဖို့တလားလို့မပြောခင်ကဘောနော်ဒီစမ်းစာလေးနဲ့ပြန်ပြေးပြီးတော့ရှင်းလုပ်ရှင်နေဘောနော်နင်ဘာလဲဆိုဖိလေမွန်အော်ရာစာခန်းကြီးတစ်ကနေအငယ်တစ်ကနေဆက်ချောင်းမှာဘသူဝီလဲဆိုတော့အဲ့ဒီမှာဆိုရင်အော်နတိန်နဲ့ဒီဖိလီမွန်ကရန်ဖြစ်တာဘောနော်အော်နတိန်ကဖိလီမေစီယာတကူခိုးလာပြီးတော့ကွာဒီသူကအဖန်ခါရပြီးထောင်ထဲကိုရောက်သွားတယ်ကွာအဲ့ဒီမှာတမန်တော်ရှင်ဘောလူကထောင်ထဲမှာရှိနေတဲ့အခါမှာစာတဆောင်ရေးရမဖိလီမိုစာတဆောင်ဆိုဒီဖိလီမိုကျန်းကိုစာတဆောင်ကိုရေးခဲ့ပေါ့နော် ဩဝါဒ ဟုတ်တယ်ဖိလီမိုဩဝါဒဆောင်ကိုရေးပြီးတော့ဒီဖိလီမုံအော်နတင်ကိုပေးရပေါ့နော်သူရဲ့ရေးရတဲ့ တုံရေးရမို့လေပေါ်လူကဆောင်းထဲမှာရေးပြီးတော့ ပေးရရေးရချင်းအကြောင်းရင်းကဘာလဲဆိုခွင့်လို့ချင်းပေါ့နော်ပြန်လေတယောက်နဲ့တယောက်နေစောတော့ငါ့ကိုမေးတယ်လို့ပဲခွင့်လို့ချင်းပြန်လေတယောက်နဲ့တယောက်ပြန်လေတင်းမဖွင့်ရတဲ့ရေးရပေါ့နော်ဆိုတော့တယောက်နဲ့တယောက်ပြန်လေတင်းမြတ်ဖို့ရန်ဆိုရင်စောတော့ငါနေငါကတော့မှလို့ခေါ်တာနေမကြိုက်ဘူးပေါ့နော်မကြိုက်ပေမဲ့ငါနေနဲ့ငါနဲ့ပြန်လေတင်းမြတ်ဖွင့်ရတဲ့နေခွင့်လို့ချင်းလို့အပ်တယ်မလို့ဆိုတော့ဒါငါစက်စာအဖြစ်ငါနဲ့နေနဲ့ကြာပြန်ဖြည့်ရှင်းလိုက်ရပဲတတ်မှတ်ပါစို့โอเคဆိုတော့အယူဆနဲ့ပြန်ပြောကြည့်ပါအောင်နည်းနည်း ကျွန်တော်ယူဆနဲ့ပြောမယ်ဆိုရှင်ကိုပြောအောင်မယ်ဆိုရှင်တင်ပြောတော့တဲ့ချိန်ကနေကျွန်တော်ပြန်ပြောမယ်နော် โอเค ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဗျာဘယ်လိုလဲဆိုတော့တတိယအတိုင်းပဲအော်နဲ့တိန်နဲ့ဖိလမွန်ညာဖြစ်တယ်ပြီးပေါ်လုံးနဲ့တွေ့တယ် ဟုတ်တယ် ပြီးတော့တင်းရတယ် ဟုတ်တယ် ဆိုတော့အမှကြည့်မယ်ဆိုရင်ကွာကျွန်တော်တို့အသက်တာမှာခါကြရင်ကျွန်တော်တို့ကဆော့ပြောတယ်ကျွန်တော်ရံဖြစ်တယ်ဟုတ်နော်ရံဖြစ်ရင်ကျွန်တော်တို့ကတကယ်ရံဖြစ်တဲ့လူလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လည်းအဲ့လူညာကိုပြန်ဖြည့်ရှင်းပေးတဲ့လူလည်းဖြစ်နိုင်တယ် ဟုတ်တယ် အဲ့ဖြည့်ရှင်းပေးတဲ့လူကဘာလို့ရမယ်လို့ထင် ဘာလို့ခွင့်လို့ချင်းလို့အပ်တာဗော ဟုတ်တယ်အဲ့လိုခွင့်လို့ခြင်းနဲ့ပေါ့နော်ခွင့်လို့ခြင်းအပြင်သူကကူညီခြင်းနဲ့စိတ် ဟုတ်တယ် သူကကူညီခြင်းနဲ့စိတ်လိုအပ်ပြီးတော့ဆိုတော့ကျွန်တော်ဒီနေ့ခွင့်ရခဲ့ပါတယ် โอเคဆိုတော့မိတ်ဆွေတို့ဒီဗီဒီယိုကိုကြည့်နေတဲ့သူရောက်ချင်းစတဲ့တယောက်နဲ့တယောက်တငယ်ချင်းတော်၎င်းတို့ရန်ဖြစ်နေရော၎င်းဒီမုံတီးမှုရော၎င်းတို့မှာဒီချီနှောင်ချင်းတော်၎င်းရှိနေပြီဆိုရင်တင်းဘက်ကနေအစင်တိတို့ကိုတင်မြတ်အောင်လုတ်ပေးချင်းတော်၎င်းဒါမှမဟုတ်ကိုတငယ်ချင်းတဲ့ကိုကဒီမုံတီးမှုတွေကြားမှာဒီချီနှောင်ချင်းတွေရှိပြီဆိုရင်ဒီခွင်းလို့ချင်းနဲ့တင်မြတ်ချင်းကပြန်လေရနိုင်တဲ့ဆိုရဲအကြောင်းကိုဒီနေ့ message ပေးရှင်နေတယ်ဗောနော် ဟုတ်ပါ ဆိုတော့အားလုံးကြည့်တင်ပါရဲ့ ပါ